အောင်မြင်မှုဆိုတာကဥမြင်မောင်များလားအမှန်တရားဖွေရှာရင်အမှန်တရားသာရလားနှစ်ခုပေါင်းနေထိုင်ရင်နှာခေါင်းပူတဲ့ဘဝမှာအပျော်ပါတရားကအပြားတစ်ခုပေါ်မှာပုံစံကြိုက်ဖို့ပိုင်စံကုန်မရအရှိတွေ့ရှာတွေ့တာကွယ်လာလာကိုရလောကကြီးထဲမှာခိတရောက်တမောခောက်ထားရဲ့ပါကွာ